ကျေးဇူးတင်ပါတယ်လို့ တပ်ပြီးပါတော့နော်တပ်ပြီးတော့မှာတော့ ဘုရားရှင်နာမတော်ကိုကျေးဇူးစွာကြီးမွမ်းပါတယ်လို့ဘုရားရှင်နာမတော်ကိုကြီးမွမ်းပါတယ်လို့ဟုတ်ပြီဆိုတော့ဒီနေ့မှာတော့ကျွန်တော်နိုဝင်ဘာလကမိသားစုလဖြစ်တယ်နော် family မိသားစုလဖြစ်တယ် like que era November la hipopopo alarm ဆိုတော့ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ဒီမှာမြင်တဲ့အတိုင်းခရစ်တော်၌မိသားစု family in Christ ခရစ်တော်၌မိသားစု that the nya we te ba ka de hipopopo you are tao ခရစ်တော်၌မိသားစုဆိုတော့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ဒီမှာမြင်ရတဲ့အခါမှာကျွန်တော်နောက်တစ်ပိုက်ကတော့အင်္ဂလိပ်လိုလေးပါတယ်ဒီတစ်ပိုက်ကကျွန်တော်ဗမာလိုပဲပါရကြောင်းကျွန်တော်ဖတ်ပြပြရစီလို့ရှင်မာသဲခရစ်ကျမ်းအခန်းကြီး7 49-50ဒီမှာရှင်မာသဲခရစ်ဝင်7 49-50မဿဲဆိုလက်တော်ကိုလည်းဆန့်၍တပည့်တော်တို့ကိုညွန်လျက်တပည့်တော်တို့ကသခင်ခရစ်တော်စီသွားတော့သခင်ခရစ်တော်တဲ့သခင်ခရစ်တော်ရဲ့အမေနဲ့ညီကိုတွေအပြင်မှာစောင့်နေတယ်တဲ့အဲ့ဒီဇလန်းလေးပေါ့နော်ဆိုတော့သခင်ခရစ်တော်ပြန်ပြောလိုက်ပြီးလက်တော်ကိုပြပြီးတော့ကဲငါညီငါမဆိုတော့ကိုရောရဲ့အမေနဲ့ကိုရောရဲ့ညီကိုတွေအပြင်မှာစောင့်နေတယ်ဆိုတော့ဟုတ်လားတဲ့ပြီးတဲ့ခါမှာသူကဘလို့ပြန်ပြောလဲဆိုတော့လက်တော်ကိုလက်ဆန့်၍တပည့်တော်တို့ကိုညွန်လျက်တဲ့ဤသူတို့သည်ငါအမိငါညီပေသည်ထိုင်နေတဲ့သူရှိမှထိုင်နေတဲ့သူတွေကိုငါညီငါပေသည်တဲ့ကောင်းကင်ဘုံ၌ရှိတော်မူသောငါအပ၏အလိုကိုဆောင်တော်သူသည်ငါညီငါနှမငါအမိဖြစ်သည်ဟုမိန့်တော်မူ၏ma de so ru si ki so politi hu de le ya chi do ko to ta do kwa ngo mu a phe mu do kwa mu do a do pu we de phat ni ta mu ko to ba sa do o do se che we le ko lo do me te ga si we da kwa no mu do no pu we de phat khu ko to ta do na do se che we le ko lo do ko to se ta do si ba kwa la si ti o da ni yu mu mi me ta de ga le do ye do pu we mi me ta ta pha le do yu ko su a play bo o do si we da kwa yu mu do ye do pu we ta pha lo a vi di e phe da kwa la ma we ta phe da ye pa o mu la ko a sa aga ta ga la ni a we da mi ye do pu we mu do ye do pu we kwa do yu mu lo အာမင်ကဲနောက်တစ်ပိုက်ကဒီရှင်မသဲမှာတော့သခင်ခရစ်တော်ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကိုဆောင်တဲ့သူတွေကသူ့ရဲ့မိသားစုနော်ကဲနောက်တစ်ခုကရှင်လုကာခရစ်ကျမ်းခန်းကြီး8ငယ်19-21ဒီမှုရှင်လုကာခရစ်ကျမ်းခန်းကြီး8ငယ်19-21ကျွန်တော်ဗမာလိုဖတ်ပြပြရစီဒုက္ခတဲ့မေတော်နှင့်ညီတော်တို့သည်လာ၍တဲ့စီဝေးသောသူများတော်ကြောင်းတဲ့ကိုတော်ရင်းတို့မချင်းကပ်နိုင်တဲ့ဆိုတော့သခင်ခရစ်တော်ကအဲ့ကိကာလမှာတရားဟောရတော့နော်သူ့မှာပတ်လဲမှာတရားနာထောင်လို့အများကြီးအဲ့မှာသူ့ရဲ့မိသားစုနော်သခင်ခရစ်တော်ရဲ့မေတော်မာရီနဲ့သူညီကိုမောင်နှမတွေကနေအရှိကိုမတိုးနိုင်တဲ့အခါမှာသခင်ခရစ်တော်စီကိုလာခြင်းနဲ့ဆိုတဲ့အခါမှာတဲ့လူတို့ကြီးကြောင့်သူရှေ့ကိုမရောက်နိုင်ဘူးအဲ့ဒီမှာလူချို့ကလည်းတဲ့မေတော်နဲ့ညီတော်တို့ဒီကိုတော်ကိုတွေ့လို့၍ပြင်မာရက်နေကြသည်ဟုရှောက်တယ်တဲ့ကျွန်တော်ဂျူးလူမျိုးတွေစင်နီဂူလို့ခေါ်တဲ့ကျွန်တော်ဒီဖျားเจ้าပေါ့နော်အခုဆိုရင်ကျွန်တော်ဒီမှာဝိုင်းထိုင်နေတဲ့မိသားစုသခင်ခရစ်တော်ရဲ့မိသားစုကမေတော်မာရီနဲ့သူ့ရဲ့ညီကိုမောင်နှမအောက်အပြင်မှာဆိုတော့အဲ့ဒီအပြင်မှာတဲ့ကိုတော်ရဲ့မိသားစုရောက်နေတယ်တဲ့ဆိုတဲ့အခါမှာသခင်ခရစ်တော်ကစစောကရှင်မဿဲမှာလည်းပြန်ပြောသွားသူဒီမှာလည်းဗာပြောလဲဆိုတဲ့အခါကျတော့သခင်ခရစ်တော်ကိုတော်ရဲ့မိသားစုကရှေ့ကိုမရောက်နိုင်ဘူးတဲ့ကိုတော်စီမှာဟိုမှာရောက်နေပြီလေတဲ့ဆိုတဲ့အခါမှာဗာပြောလဲဆိုကိုတော်ကတဲ့ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုကြား၍နားထောင်တော်သူတို့သည်ငါမိငါညီဖြစ်သည်ဟုမိန့်တော်မူ၏အာမင်ကဲဒီမို့ရှင်လုကာ so do ko so bur secret to le kisite do amu do pu we de pha he su o do mi pa wo mu o we do he tu la o de si ba lo do pwa si ba o do si we da no mun do no do pu we de pha ta mu thi ba za le na do o se the we le ko lo do a we da ko tu se ta do si ba o yu mu do yu do pu we de pha ni
me bwa le ana khu ywa akalu akatha do ma we the pha ni lo အာမင်ဆိုတော့ဒီကျမ်းပိုက်လေးနှစ်ခုထဲမှာတစ်ခုကဖခင်ရဲ့အလိုကိုဆောင်တဲ့သူတွေကဖခင်ရဲ့မိသားစုဒီမို့ဖခင်ရဲ့အလိုကိုဆောင်တဲ့သူကဖခင်ရဲ့မိသားစု is willing who's want to God with God they wanting God is his family bwa la bwa la lo pha ywa ti the pha ni me ywa bwa go mu lo the will of God that's why you and me are here ဒါကြောင့်မလို့ကျွန်တော်နဲ့မိသားစုတွေကဒီနေ့ဖခင်ရဲ့အလိုတော်ကိုဆောင်တာလေကျွန်တော်တို့နေ့ရက်စဉ်တိုင်းမှာဘာလို့လဲကားလိုရင်ဘယ်လိုသွားလဲကားလိုရင်ဘယ်လိုသွားလဲ ka sai ma ကားဆိုင်ပေါ့မှန်တာပေါ့ကဲစားစရာလိုရင်ဘယ်လိုသွားမလဲပတ်ကန်စီတကယ်ကောင်းလိုက်တာဟုတ်တယ်တို့ပတ်ကန်စီနော်ကဲဟုတ်ပြီအခုအဝတ်စားလို့ချင်းဘယ်သွားမလဲဒါပေါ့ဆိုတော့ဖခင်เจ้าကိုလာခြင်းတာဖခင်နှုတ်ကပတ်တော်လိုအာမင်ဟုတ်တယ်နော်ဒါကြောင့်မလို့ the will of God ဆိုတော့ကစောစောတော့အခုဖတ်သွားတယ်ရှင်လုကာမှာလဲနှုတ်ကပတ်တရားတော်ကိုနားထောင်လို့လူကသူ့ရဲ့ညီကိုမောင်နှမတွေတဲ့အာမင်ဒါကြောင့်မလို့ဒီနေ့ဖခင်သားသမီးတွေဖခင်เจ้าလာတယ်ဆိုတာဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်စကားကိုဖခင်เจ้าနေ့တည်းမဟုတ်ဘူးနေ့ရက်တိုင်းမှာဖခင်ရဲ့အလိုတော်နဲ့ရှောက်လန်းခြင်းတယ်လို့အဲ့ဒါဖခင်ရဲ့မိသားစုဆိုတော့ကဲဒါဆိုလို့ရှိရင်အမေအဖေလေးလို့ဒီမှာအားလုံးသိပြီးတော့ကြာကဘာဦးကျန်းနဲ့နေစားတဲ့အခါမှာမိသားစုနဲ့စားတဲ့အခါမှာမိသားစုကြီးနှစ်စုရှိတယ်မတူတဲ့မိသားစုကြီးနှစ်စုကဲနည်းနည်းဖြေကြည့်အောင်ကွယ် from the Genesis separated two family I forgot two big family group မှန်တယ်နောက်ထပ်တူတဲ့နည်းနည်းလေးတို့တွေအများအားပြောတယ်ကွယ်နာမည်ကြီးဆရာမဟုတ်သေးဘူးကဲအသက်အကြီးဆုံးနဲ့အကြာကြီးနေမှကလေးရတာဘလူးလဲအာဗြဟံမောရှိတော်တယ်အားလုံးကမှန်တယ်ဟုတ်ပြီအာဗြဟံမှန်လာပြီအာဗြဟံမှာမိန်းမဘယ်နှယောက်ရှိသွားလဲနေတယောက်ကဘလူးလဲဇာရာနောက်တစ်ယောက်ကဟာဂရကဘာလဲဂျွန်မာဆိုတော့အဲ့ရနေစပြီးတော့ကျွန်တော်တို့သိရတဲ့ဂတိတော်နဲ့မွေးပွားတဲ့မိသားစုကြီးတစ်ခုပြီးရင်ဇာတိကနေမွေးပွားတဲ့ဂျွန်မာနဲ့မွေးပွားတဲ့မိသားစုအဲ့ဒီကဘာဦးတွေကနေမိသားစုကြီးနှစ်ခုတဲ့ပထမတော့ creation ကာလမှာတဲ့အစဦးကာလမှာဖခင်ကမိသားစုကြီးတစ်ခုဖန်ဆင်းပေးလိုက်ပြီးတော့လူရဲ့ဉာဏ်အားဖြင့်နဲ့စောစောတော့စာရာကသားမရဘူးတဲ့သားမရတဲ့ခါကျတော့ဘာလုပ်လဲသူ့ရဲ့ဂျွန်မာကိုမေးပြီးတော့အာဗြဟံကိုသူ့ဂျုံမစီမှာတွားပါတဲ့ဆိုတော့ကြောင့်လူအဲ့ကြောင့်တောက်တန်ညမှာပြောလဲကိုညံကိုအမိမပြူးနဲ့ဘုရားရဲ့စကားကိုနားထောင်ဖို့ကဘာဦးကျမ်းနဲ့ကျွန်တော်တို့ပြောတယ်မှာကဲထားလိုက်တော့ဒီနေ့ family of God နဲ့ family of war ဆိုပြီးတော့နှစ်ခု꿰သွားတယ်တဲ့ဒါကြောင့်မလို့ဒီနေ့ကားတိုင်းပေါ်မှာသခင်ခရစ်တော်စကားကြီးခုနှစ်ခုပြောခဲ့တဲ့အထဲမှာတဲ့အဲဒီအပြာရောင်လေးနဲ့ပါတယ်ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး19 26 29ကဲဟုတ်မှုရှင်ယောတင်းမှုရှင်ယောဟန်ခရစ်ယာန်19 26 29ကရင်လိုလေးဖတ်ပြပြီးပါ the Gospel of John chapter 19အပြာရောင် John အဲ့တော့သခင်ခရစ်တော်ကမိဘတွေတဲ့တော့မိသားစုဘယ်လောက်တန်ဖိုးထားလဲဆိုတော့သခင်ခရစ်တော်ကသူ့လက်ထက်ရောက်လာတော့ပြောတယ်မိဘတွေကိုကြည့်ရှုပြုစုပါတပြီးတော့မိဘတွေကလည်းသားသမီးတွေကိုကြည့်ရှုပြုစုပါဆိုတော့အဲ့ဒါ family life ကိုသခင်ခရစ်တော်ကညီမောင်းထိုးတာဒါတွေနာမကဘူးတဲ့ကျွန်တော်တို့အားလုံးသိတယ်ဝိပုယကျမ်းဆိုတော့ကဘလို့ဝိပုကိုးကွယ်ရမလဲကျွန်တော်တို့ခရိယန်နေအသက်တာမှာဆိုဘလို့ဘုရားကိုဝိပုကိုးကွယ်ရမလဲဆိုတော့ဂျူးလူမျိုးတွေကိုဘုရားကတေးသေးချာချာသင်ပေးတာဝိပုယကျမ်း29ကျမ်း29ခန်းလုံးအကုန်လုံးကဝိပုကိုးကွယ်ခြင်းနဲ့ပတ်သက်တာတွေကြီးပဲအဲ့ဒီမှာ
ပြည့်ညတ်တော်ဘယ်နှပါလဲ10ပါမောရှေလက်ထက်မှာဖျားပေးလိုက်တဲ့ပြည့်ညတ်တော်10ပါဂျူးလူမျိုးကတော့ပြည့်ညတ်တော်10ပါကိုအကုန်အစင်လိုက်လျှောက်တာဆိုတော့အဲ့ဒီထဲမှာလည်းဘာပြောလဲဆိုတော့10ပါမှာ9ပါမြောက်ကတဲ့လူတိုင်းမိဘကိုယိုသေးစွာပြုကဲပြီးတော့မှအသက်ရှည်ပြီးကောင်းစားမယ်ပြောတာနော်အသက်လည်းရှည်မယ်ကောင်းလည်းကောင်းစားမယ်နှစ်ခုပေါင်းထားတာတစ်ခုတည်းမဟုတ်အသက်ရှည်မယ်ပြီးကောင်းစားမယ်ဆိုတာအားလုံးသိပြတတ်မယ်မျက်နှာသာရမယ်အဆရသူများလို့မချမ်းသာပေနဲ့သူ့မှာတင့်တောင့်တင့်တယ်ရရှိမယ်ဒါကြောင့်မလို့မိဘကိုယိုသေးစွာပြုလို့ဆိုဝိပ္ပယကျမ်းခန်းကြီး19ငယ်3မှာလည်းပြောတယ်ဆိုတော့တင်မှုယောဟန်ဒေါ်စီဝဲဒါပွာယူဒါဖိုအစောပါဒေါ်ဒေအော်လောအာမင်ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီတက်မှာအမိကိုကြည်ပါတော့တဲ့တခင်ခစ်တော်ကားတိုင်ဘောကပြောရနော် तू လွယ်ကူပြောတာမဟုတ်ဘူးလို့တရားဟောဆရာကနေပြီးမှအေးဆေးလေးပြောတာမဟုတ်ဘူး तू အသက်ထွက်တော့မယ်အသက်လွတ်တော့မယ်အချိန်မှာ तू ပြောတာနာကျင်ချင်းအမျိုးခံစားနေတဲ့အချိန်မှာအမိတို့သားသမီးကိုကြည်ပါတဲ့ဒီနေ့ဒီခေတ်ဆိုလို့ရှိရင်တော့ကွက်တီပဲဒီနေ့ဒီခေတ်ကသားသမီးကိုကြည်လို့လွယ်တဲ့အချိန်လားခက်တဲ့အချိန်လားမိဘတွေပဲသိတယ်လွယ်မလွယ်တာနော်အောင်မလေးတို့မြန်မာနိုင်ငံများတိတ်လွယ်တာတော့ရွာမှာဆိုရင်တော့အိမ်ဘေးကလေအတော်ရဲ့ခလေးကိုကြည်ထားလိုက်ပါချို့စိတ်ချတာဒီနေ့ဒီနောက်မှာတော့မကြည့်ခိုင်းနဲ့မလွယ်ဘူးမလေးနော်မလွယ်ဘူးဆိုတော့ဒီနေ့ဒီခေတ်ကစန်းစာကပြည့်စုံတဲ့ခေတ်နော်ဘလူးမှလည်းကြည်ခိုင်းလို့မရတဲ့ခေတ်ကိုပါကြည်နေတာတော့မလွယ်တာလေနော်ဆိုတော့ဒီနေ့ဖျားနဲ့နီးရမယ်ခေတ်ဒီခေတ်ကဖျားကြည့်မှလွယ်မဲ့ခေတ်ဖျားစီအမှရတဲ့ခေတ်ဆိုတဲ့အရာကဒီနေ့စန်းစာကပြည့်စုံတယ်ကဲတင်းမှုစောစောတော့ဝိပ္ပယကျမ်း Leviticus 19အငယ်3ကလည်းကရင်လိုလေးဖတ်ပြပေးပါလို့ကျေးဇူးပြု၍ဝိပ္ပယကျမ်းဆိုတော့ဝိပ္ပယကျမ်းကိုကရင်လိုဖတ်ဖို့အချိန်မှာကျွန်တော်အနေနဲ့စောစောကမိသားစုကြီးနှစ်ခုကဘာဝေးကျမ်းကနေမှာကွဲသွားတဲ့မိသားစုကြီးတခင်ခရစ်တော်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်နဲ့မိသားစုကြီးတစုဖြစ်စေတဲ့အရာအဲ့ဒီမိသားစုကြီးနှစ်စုကျွန်တော် prophet ကျမ်းတွေထဲမှာဟေရှာယရေမိမှာဆိုလို့ရှိရင်တဲ့တစ်ကိုင်းဒုတ်နှစ်ချောင်းကိုတစ်ချောင်းနဲ့ပြန်ဖြစ်သွားမယ်တဲ့နော်ဖတ်ဘူးရမယ်နော်လူနှစ်စုကိုတစ်စုနဲ့ပြန်ဖြစ်သွားစေမယ်တဲ့အဲ့ဒါဖခင်ရဲ့မြစ်တာဘာကြောင့်လဲဆိုတော့ကနဦး the beginning အစဦးမှာဖယားကတစုတည်းဖန်ဆင်းထားတဲ့ခါမှာလူတွေကနေမှစောစောကဗာလဲဘာဘူးလုံရဲတိုက်ရေးဆောက်တယ်ပြီးတော့အာဗြဟံကမှလည်းအကြီးမားဆုံးဟာဂရနဲ့စာရာကနေမှဂရိတော်နဲ့ဆက်ဆိုင်တဲ့မိသားစုနဲ့ဒီဘက်ကဇာတိနဲ့ဆက်ဆိုင်တဲ့မိသားစုဆိုပြီးကွဲသွားတဲ့ခါမှာဒီနေ့သခင်ခရစ်တော်အားဖြင့်အားလုံးကိုပြန်ပြီးပေါင်းစပ်ခွင့်ဒီနေ့မိသားစုအနှစ်သာရဖြစ်တယ်ဆိုတော့နံပါတ်1တင်မှုပြပြီလား Leviticus ဆို Leviticus Leviticus chapter 19 verse 3 ba pli tega mo pa su su do to ne yo o bu ni ta pha lo ye da i yemi ywa tu ko sa lo amen ဒါဘလို့လို့ဆိုတော့အဲ့ဒီမိသားစုဒီနေ့ကျွန်တော်တို့ဘာကြောင့်များဖရားရဲ့မိသားစုဖြစ်ရတာအတိတ်ပဲရှိရလဲဆိုတော့ကိုဒီနေ့အဲ့ဒီကျွန်တော်တို့အဖြေထွက်လာပြီဆိုတော့စောစောပြောတဲ့ဖန်ဆင်းဦးတဘာဝကာလတဘာဝနော်ဖန်ဆင်းခြင်းအစမှာတော့တစ်ပင်းလေးလူတွေဖန်ဆင်းပြီးတော့ဘုရားကနေဒီနေ့လူနှစ်ယောက်ကိုပေါင်းဆက်နေထိုင်ပြီးတော့မွေးဖွားလာတယ်ကျွန်တော်တို့ဆိုအဖေမေကနေမွေးဖွားတာဆိုတော့ဇီဝဗေဒ biological နဲ့ကျွန်တော်ကမိဘရှိရသားသမီးရှိတယ်သခင်ခရစ်တော်နဲ့ဘယ်လိုဆက်ဆံရတာလဲနော်သခင်ခရစ်တော်ကကျွန်တော်တို့ရဲ့အဖေရင်မဟုတ်တာအဖေရင်ကကျွန်တော်ဒီမှာရှိနေတာဒီမှာလည်းအားလုံးရှိရလူတွေဒါပေမဲ့ဘယ်လိုဆက်ဆိုင်သွားရတာလဲဆိုတော့ဒီနေ့ကျွန်တော်တို့မိသားစုဝင်ဖြစ်ရခြင်းအကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ biology အဖြစ်ကဘာဦးပထမဆုံးကျွန်တော်တို့အခုဒီလက်ရှိမှာလဲကျွန်တော်အဖေကနေကျွန်တော်မွေးဖွားတယ်နောက်ပြီးတော့တီး
တီးတန့်ရွေးထားတယ်အခုဆိုလို့ကျွန်တော်မှအဖေ2ယောက်မရှိဘူးအဖေ1ယောက်ပဲရှိတာဒီကညီကောင်မောင်နှမတွေမှာလည်းအဖေ1ယောက်ပဲသားသမီးဆိုလို့ချင်းလဲသားသမီးတော့သားတွေသမီးတွေရှိမှာပေါ့နော်သားသမီးစီမှာလည်းအဖေရဲ့အမေရဲ့1ယောက်စီဒီလိုပဲရှိကြတာဒါတဘာဝနော်ဒါတဘာဝဖန်ဆင်းခြင်းအကာလာကျွန်တော်စောစောကပြောတဲ့ဟိုးကနဦးကနေစလာတဲ့မိသားစုမှာဒါကဖြစ်စဉ်ကျွန်တော်တို့ရှိနေတာဒါပေမဲ့အဲ့ဒီမိသားစုတွေကျွန်တော်တို့တရက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထားခဲ့ရတဲ့အချိန်ရှိတယ်ဟုတ်တယ်နော်ကျွန်တော်တို့အသက်တာကုန်ဆုံးတော့တယ်ကျွန်တော်တို့ဘယ်လောက်ပဲကျွန်တော်တို့ဒီမှာကျွန်တော်ဒီနေရာကြီးကကျွန်တော်တို့တက်လုံးနေသွားလို့ရတဲ့နေရာကြီးမဟုတ်ဘူးဆိုတော့ထာဝရနေသွားလို့ရတဲ့နေရာမဟုတ်ဘူးဒါကကျွန်တော်တို့အစာဦးကဖန်ဆင်းလိုက်တဲ့ကျွန်တော်တို့ရဲ့တဘာဝကျွန်တော်တို့ခန္ဓာတဘာဝမိသားစုအခုဆိုလို့ချင်းကျွန်တော်အဖေမေကကျွန်တော်မွေးပွားလာတယ်ပြီးတော့လို့ချင်းကျွန်တော်သေရမှာတရက်ဟုတ်တယ်မလားဒါတဘာဝလေဇီဝပေရနဲ့ဖန်ဆင်းထားတာလေယူမယ်လေတောက်မယ်ရေစားမယ်အစားအစာနဲ့ကျွန်တော်ခန္ဓာကိုယ်ကရှင်သန်နေရတာတရက်မှတော့သေသွားမှာကဲအဲ့ဒီဟာကအမှန်တရားပဲပြီးရင်အထူးအသီးသန့်ကျွန်တော်တို့ဗာလဲကျွန်တော်တို့မိသားစုအဖွဲ့လေးကနေကျွန်တော်တို့ပေါင်းစည်းပြီးတော့မွေးထားတာပြီးတဲ့ပြီးရလေချင်းအဲ့ဒီပေါင်းစည်းပွေးထားတာပဲတရက်မှသေခြင်းရှိတယ်ဒါပေမဲ့ခရစ်တော်ရဲ့မိသားစုဝင်ဖြစ်လာတဲ့အခါကျတော့ဒီနေ့ biology ကကျွန်တော်တို့စောစောတုန်းကအဖေအမေကဥပမာထားလိုက်တော့ကျွန်တော်ဆိုလို့ချင်းအဖေအမေကအဖေအမေဗုဒ္ဓဘာသာစစ်ကြီးဗုဒ္ဓဘာသာကနေပြီးမွေးပွားလာတာဗုဒ္ဓဘာသာဖြစ်လားမဖြစ်တော့ဘူးမဖြစ်တော့ဘူးဒါနဲ့အဖေအမေကတော့တအားဖြစ်ချင်တာဗောဖြစ်စေချင်တာဗောတာသမီးဗုဒ္ဓဘာသာအဖေအမေကိုးကွယ်တာဗုဒ္ဓဘာသာပဲကိုဒါပေမဲ့ဖယားရဲ့အကြံစီကြီးကအံ့ဩဖွယ်ရာကြီးခရစ်တော်ငယ်ငယ်တုန်းကလည်းသိခဲ့တာမဟုတ်ဘူးဒါပေမဲ့ဖယားရဲ့အကြံစီဖယားရဲ့ဆိုတော့မိသားစုတွေကို biological နဲ့ခရစ်တော်နဲ့ကျွန်တော်နဲ့ဘာမှတွေးသားမတော်စပ်ပေနဲ့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်နဲ့ကျွန်တော်တို့ဝင်ခွင့်ရတယ်အာမင်ကဲဒီမှာစောစောကပြောသလိုကားလို့ခြင်းတဲ့လူကကားဆိုင်ပဲသွားမှာဖယားเจ้าကိုလာတဲ့သူကဖယားစကားနားထောင်ကြားခြင်းနဲ့တဲ့အာမင်ဖယားစကားလေးတစ်လုံးကြားသွားတရက်တာအတွက်တစ်နှစ်တာအတွက်တစ်လတာအတွက် तू ကစိတ်ချသွားရဟောတဲ့အဲ့ဒါကကျွန်တော်ဘဝနဲ့ကိုတွေ့ဒီလိုစိုးသွမ်းမူရတဲ့စိုးသွမ်းမူရတဲ့ W ဘုံမူရပြီနော်ရတယ်မင်း W ကျေးဇူးတင်တယ် W တင်းမှုဒီကရင်လိုပြန်ပြေးတာတအားကောင်းတယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့အားလုံးဒီမှာနေထိုင်နေတဲ့ကမှာစာမွားရှိတယ်ထုံးကားရှိတယ်ဒီနေ့မနေ့ service မှာဆိုလို့ရှိရင်စာမွားထုံးကား English India Fiji လာအိုထိုင်းအောင်မလေးကချင်မှာရှိတာနော်ကရင်ဘလောက်လှလဲနော်ဘလောက်လှလဲကျွန်တော်တို့အမေရိကန်နိုင်ငံကြီးဘာကြောင့်တိုးတက်တာလဲဘာလို့ထားတယ်လဲလူမျိုးပေါင်းစုံဖွဲ့စည်းထားတာလူမျိုးပေါင်းစုံသူတို့ရဲ့အရေးအချင်းတွေကိုဖော်ထုတ်ပေးတာဒါကြောင့်လို့အရောက်စီတိုင်းမှာအရေးချင်းကရှိပြီးသားဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုလူမျိုးပေါင်းစုံရှိရတာဒါကြောင့်မလို့ကျေးဇူးတင်တယ်တေးမူပို့ပြီးတော့နောက်ပြီးတော့စုံသွားတာပေါ့နော်ကရင်လိုပါပို့ပြီးတော့ကျွန်တော်ပါသင်ရတာပေါ့ကရင်လိုပါကျွန်တော်နားလဲသွားဆိုတော့ကျွန်တော်တို့ခန္ဓာဗေဒကျွန်တော်တို့ဒီဆိုဇီဝဗေဒခန္ဓာအသက်နဲ့ကျွန်တော်အသက်ရှင်ရတဲ့ဘဝကစားတယ်တောက်တယ်အမေအဖေကဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာဖြစ်လာမယ်နားလည်းမလဲဘူးနားလဲကောင်းနားလဲမယ်တရားသဘောတော့နားလဲကောင်းနားလဲမယ်ဒါပေမဲ့တရက်တရမှာလေတရက်တရကြမှာဘယ်ဘာသာပဲကိုကွက်ဘာအလုပ်ပဲလှုပ်ဘလောက်ပဲဉာဏ်ပညာမြင့်မားတယ်ပြောတရက်တရမှာလေဒါပေမဲ့ဘာဝင်လာလဲဆိုတော့ယေရှုခရစ်တော်ရဲ့ဒီနေ့နှုတ်ကပတ်တရားတော်ဒီနေ့စောစောတော့ဒီခန္ဓာအသက်ဖြစ်ရိုးဖြစ်စဉ်ကြီးကနေပြီးမှဒါကြောင့်မလို့ဖျားရှေ့တော်ရောက်သွားလို့ရှိရင်မဖြစ်နိုင်တာဖြစ်နိုင်တယ်တဲ့ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အရောက်စီတော့ဒီမှာစုယုံစီတာအဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ရဲ့အသက်တာကိုပြောင်းလဲစေလိုက်တာအဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာတခုခုဖြစ်မြောက်လာစေတာဘုရားနာမဘုန်းကြီးပါစေဘုရားနာမဒီနှုတ်ကပတ်တော်ကအသက်ရှင်နေတဲ့ကျမ်းစာတစ်ပိုက်မှာပဲပြောလို့ဆိုလို့အသက်ရှင်တဲ့တန်လျက်တကာတို့တဲ့ထက်မြက်တယ်တဲ့ဘာကြောင့်လဲဆိုတော့အရင်တုန်းကဘာမှအုံနောက်ကကောင်းသူများလို့ထက်မြက်မရှိဘူးဒါပေမဲ့တဲ့
နှုတ်ကပတ်တော်လေးတပိုက်လေးကိုဖတ်ပြီးသွားတဲ့ခါမှာကျတော့တရက်ကျတော့ဖခင်ကချီးမြှောက်လို့ဒီနေ့အောင်မြင်သွားတဲ့လူတွေမရှိဘူးလားအများကြီးရှိတယ်အခုဆိုလို့ရှိရင်ကဘာပေါ်မှာထူးထူးခြားခြားအောင်မြင်နေတဲ့သူတွေကြည့်လိုက်လို့ရှိရင်သူတို့ကျမ်းစာလေးတွေတပိုက်ကျမ်းစာလေးတွေတပိုက်သူတို့တွေရဲ့အသက်တာမှာရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်က the word of God ကစောစောက biology ကျွန်တော်တို့ခန္ဓာထဲမှာဝင်လာတဲ့အခါမှာကျွန်တော်တို့ကဖခင်ရဲ့မိသားစုဝင်ဖြစ်သွားတယ်နောက်တစ်ခုကပထမဘိုင်းမှာတော့ကျွန်တော်တို့ကတီးတန့်ရွေးချင်းခံရတာဒါဆိုလို့ရှိရင်ကျွန်တော်ဥဇော်မင်းကမွေးဖွားလာတဲ့သားနိုင်ဝင်းဇော်ကဒီမိသားစုတွေမှာပဲရှိမှာဟုတ်တယ်နော်ဒီမိသားစုနဲ့တွားပေါင်းဆက်လို့မရဘူးဒါ biological ဆိုတော့ပြောပြီးရှင်းလေး A သွေးနဲ့ A သွေးက A သွေးလိုပဲပေါင်းလို့ရမှာပေါ့နော် O သွေးအဲ့လိုပေါင်းလို့မှာတချို့ကဗာလဲပေါင်းလို့ရတဲ့ O ရှိကောင်းရှိမယ်ပြန်ထည့်လို့ရတာရှိကောင်းရှိမယ်နော်ဆိုလိုချင်တဲ့သဘောကသူဆက်နဲ့ပေါင်းလို့ရမှာဒါတဘာဝတရားကြီးဒါပဲနဲ့တို့တွေဘာမဆိုင်ညာမဆိုင်တဲ့ခရစ်တော်၌ဆက်ခွင့်ရတာကဒီနေ့စောစောကသူ့ရဲ့အသွေးတော်ဒီလောကကြီးမှာဘာသာတရားအားလုံးကအကောင်းကိုတုံတင်ပေးတာကောင်းတာကိုတုံတင်ပေးတာဒါပေမဲ့အသွေးသွင်းပေးတာကြတော့ဘာသာတရားမှာမရှိဘူးအဲ့ဒါတစ်ချက်ထူးကြတာသခင်ခရစ်တော်ကအသွေးသွင်းပေးလိုက်တဲ့အခါကအဲ့ဒီအသွေးကဘာဖြစ်တာလဲအသက်ဖြစ်တာကဲနောက်ဆုံးအချက်ကစောစောအဲ့ဒီအထူးသီးတဲ့စောစောတော့ကျွန်တော်ကတော့ဥဇော်မင်းကမွေးဖွားလာတဲ့ဒီမိသားစုမှာပဲရှိရလူကအခုကျွန်တော်တို့အခုအသင်းတော်ထဲမှာခရစ်တော်ရဲ့မိသားစုတွေကိုရောက်လာတဲ့အခါမှာအားလုံးကကချင်ကရမွန်မြန်မာရခိုင်ရှမ်းအကုန်လုံးခရစ်တော်ရဲ့မိသားစုဖြစ်ခွင့်ရတယ်ဘုရားရှင်နာမဘုန်းကြီးပါစေဆိုတော့ exclusive ဆိုတဲ့တီးတီးတန်းတန်းလေးတစုလေးတဲ့ကနေဘုရားကနေမှဆွဲပြီးတော့သူ့ရဲ့ဒီ global organization လို့ပဲပြောမှာကမ္ဘာရဲ့အဖွဲ့အစည်းတွေကိုသူ့ရဲ့ family ကြီးတွေကိုထည့်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ကဆိုတော့တီးတီးတန်းတန်းတစုလေးတကန့်လေးတစိတ်တဒေတာလေးကနေဘုရားရဲ့ကြီးမားတဲ့မိသားစုဝင်တွေကိုရောက်သွားတယ် inclusive ဖြစ်သွားတယ်ဘုရားရဲ့အသွေးတော်နဲ့ရွေးဝယ်လိုက်တဲ့သားသမီးဖြစ်သွားတယ်ဘုရားနာမဘုန်းကြီးပါစေအသွေးတော်ကအကျေအကြီးဆုံးပဲဘာကြောင့်လဲဆိုတော့အသွေးကျွန်တော်တို့ရဲ့အသက်တာကိုအကုန်လုံးရွေးပေးလိုက်တာဒုက္ခဝဆင်းရဲအပြစ်ငရဲအဲ့ဒီကနေအပြက်ပဲဘုရားဆွဲထုတ်ပေးလိုက်တာဒါကြောင့်မလို့တဲ့နောက်ဆုံးကတော့သေခြင်းဆုံးက biological ကျွန်တော်တို့ဆိုတော့ခန္ဓာနဲ့သက်ဆိုင်တဲ့ဇီဝဗေဒနဲ့ကျွန်တော်တို့အသက်ရှူလေးဒါနဲ့စားတော့တဲ့မိသားစုဝင်ကြီးကနေမှမအိုမနာမသေးတော့တဲ့ထာဝရအသက်ရှင်ခြင်းကိုခရစ်တော်အပြည့်ရတဲ့မိသားစုဖြစ်လာတယ်ဘုရားနာမတာပြီးဘုန်းကြီးပါစေဒါကြောင့်ဒီမှာထိုင်တဲ့ညီကိုမောင်မအရောက်စီတိုင်းကဒီနေ့ဘုရားရဲ့မိသားစုဖြစ်တယ်တန်ဖိုးကြီးတယ်အသွေးတော်နဲ့ရွေးဝယ်ထားခြင်းကိုခံရတဲ့သူဖြစ်တယ်လို့ထာဝရမနာမအိုမသေးတော့တဲ့နေရာမှာဆုံးရမယ့်မိသားစုဝင်တွေဖြစ်တယ်အာမင်ဘာကြောင့်လဲစောစောတော့ပထမမိသားစုကတော့ပထမမိသားစုဟိုး beginning ကမိသားစုကတော့အိုနာပြီးသေပြီးခွဲခွာသွားမှာ separation ကျွန်တော်အားလုံးရဲ့သင်္ခါရဆိုတာဘာလဲ separation ပြီးဆုံးသွားတာနေလဲနေသွားရလမ်းသွားတော့ငါလည်းငါသွားမယ်ကောင်းတဲ့နေရာရောက်ပါစီတော့ဘယ်လိုပြန်ဆုံတွေ့မလဲမတွေ့ကြဘူးဒါကြောင့်မလို့တစ်ခါကြောက်လို့လူဝင်စားလေးဆိုလို့ချင်းဟိုဟာဖြစ်ကြတာတွေ့ဖို့လွယ်လားခက်လားခက်သွားပြီလေဒါကြောင့်မလို့သင်္ခါရမှတ်တိုင်လေးမရောက်ခင်မှာငိုကြွေးကြတာမိတန်းကြတာဒါနဲ့ထူးကြတာသခင်ခရစ်တော်၌ကြတော့ဂီတာလေးနဲ့သင်းလေးဆိုပြီးဘာလို့လဲပြန်တွေ့ကြမှာအဲ့ဒါမိသားစုအာမင်ပြန်တွေ့ကြမိသားဒါကြောင့်ဒီနေ့နိုဝင်ဘာလရဲ့ကျွန်တော်တို့ရဲ့ခရစ်ယာန်ရဲ့ခရစ်တော်၌မိသားစုတွေဟာတိတ်အရေးကြီးတယ် important family you are important family member အာမင်ဒါကြောင့်မလို့သခင်ခရစ်တော်၌မိသားစုဝင်သွားဖြစ်သွားတဲ့သူကဒီနေ့အသွေးတော်နဲ့ပြီးတော့လို့ရှိရင်သူ့ရဲ့ဂတိတော်နဲ့သက်ဆိုင်သွားတယ်ဖခင်ရဲ့မေတ္တာနဲ့သက်ဆိုင်သွားတယ်ဒါကြောင့်မလို့အရောက်စီတန်ကိုဒီနိုဝင်လာတဲ့ဒီနှုတ်ကပတ်တော်ကဒီ family in Christ ခရစ်တော်၌မိသားစုရဲ့နှုတ်ကပတ်တော်နဲ့အစီခံလိုက်ပါတယ်အရောက်စီတန်ကိုဖျားရှင်ကောင်းကြီးပေးပါစေကဲဒီတစ်ပတ်ကတော့ဘလူးမှာတိတ်တက်တယ်မကောင်းရှေ့တစ်ပတ်ကျရင်တ
တချင်းနေဆိုရမယ်နော်တက်တီဒီခံရမယ်ဟုတ်ပြီနော်ရှေ့ဘက်ကြားလို့ချင်းအမပြုံးပြုံးလေးတင်းမှုတို့နော်တချင်းနေနော်ဇနီးမောင်နှံနေဆိုရတော့မယ်ချီးမွမ်းရမယ်နော်ဟာတင်းမလေးတယောက်လည်းချီးမွမ်းရမယ်နော်ရှိတာရတာနဲ့ချီးမွမ်းရမယ်ဟမ်ချီးမွမ်းရမယ်ရန်စော်တယ်ဟာအချိန်ကဘယ်လောက်ရှိ2 နာရီ7မိနစ်ဟိုမစောတော့ဘူးဟုတ်ပြီလား3 နာရီတော့ကုတ်ပြီဒါနဲ့ဘုရားကောင်းမြတ်တယ်အာမင်ရှေ့တစ်ပတ်ကြာရင်အာရပါရအဖူး W တုံမာလို့နော် W ဖတ်တော့ please အရေးကမှလည်းကလေးလေးတွေဒါချစ်ဖို့ကောင်းတယ်ကျွန်တော်တို့က new generation အတွက်ပါအာမင်ကျွန်တော်တို့ကကြီးသွားပြီကျွန်တော်ဆိုကြီးသွားပြီပြီးခဲ့တဲ့ပတ်ကဆိုတော်တော်နေမကောင်းဘူးလေကြီးသွားပြီတိတ်မသေးကြဘူးနော်ကျွန်တော်တို့ရဲ့အသက်တာတွေနော်မသေးကြဘူးသေကြတော့မှသေကြတာကိုလုပ်ရမယ်ဘာလုပ်ရမလဲဆိုကျွန်တော်ရဲ့သားသမီးတွေရေးကြည့်တယ်သားသမီးတွေကို coming in Christ family amen coming in Christ family go with Christ that's all come with Christ and go with Christ it's finished it's done ဒါပဲနော်ဒါကြောင့်လို့မိသားစုတွေမှာအရေးအကြီးဆုံးခရစ်တော်ရှိနေတဲ့မိသားစုဆိုလို့ရှိရင်ပတ်စံအများကြီးရှိနေတဲ့မိသားစုတဲ့ချမ်းသာတယ်အာမင်ခရစ်တော်ရှိနေတဲ့မိသားစုဆိုရင်ပညာတွေအများကြီးတတ်နေတဲ့မိသားစုတဲ့ပို့ပြီးတော့ဉာဏ်ပညာထက်မြက်တယ်အာမင်လူတွေနဲ့ပေါင်းတတ်တင်တတ်ဆန်တတ်တယ်ဘလို့ပဲဖြစ်ဖြစ်သွားလာတတ်တယ်အဲ့ဒါခရစ်တော်ရဲ့ဒီနေ့စောထာဝရကြီးအရှိကြီးတိုးလေးပြတ်တောင်းမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော် next generation တဲ့ဒီကလေးလေးတွေအတွက်ကျွန်တော်တအားကိုချစ်စရာကောင်းတယ်အဖူ W တုံမာလို့နော်ရှေ့တမှာကလေးလေးကျွန်တော်တို့ပြန်ပြီးတွေ့ဆုံခြင်းပါတယ်လို့ကျွန်တော်အနေနဲ့လေးစားကျွန်တော်ဖိတ်ခေါ်လိုပါတယ်ဒါတင်တော့ကဒီနေ့မှာလာပေးကြတယ်ပါဒမ် thank you very much ပြောရရှိတင်မှု W နော်တင်မှုကတော့တအားတော်တယ်နော်တအားတော်တယ်ကျွန်တော်ကတော့မရဘူးတဲ့ကျမကတော့မရဘူးတဲ့ခလေးတွေကိုဖះเจ้าရောက်အောင်ပို့တာတဲ့နော်အဲ့ဒီလိုမိဘတွေနော်ဖះကောင်းကြီးပြပါစေနော်တင်မှုရောသမီးတော်အာရောက်စတောင်းဖះရှင်ကောင်းကြီးပြပါစေ